2050ဘယ်အလုပ်တွေကဝင်ငွေကောင်းလာမလဲစဉ်းစားကြည့်ပါတင်မနက်ခင်း9နာရီမှာနိုးလာတယ်အိယာချပြီးတင်းရဲ့ AI assistant ကိုမေးမယ်ဒီနေ့ဘာလုပ်ရမလဲ AI ကတုံ့ပြန်တယ်ဘန်ကောက်မှာဒေးဗစ်နဲ့အတူ AI ကဗျာဖန်တီးမှုအစည်းအဝေးတစ်ခုရှိတယ်ပြီးရင်တိုကျိုမှာရာသီဥတုအင်ဂျင်နီယာနဲ့အလုပ်ဖလှယ်မှုတစ်ခုညနေပိုင်းမှာတော့လူသားနဲ့ AI တွဲဖက်ဖန်တီးတဲ့ Digital Therapy Session တစ်ခုပါကဲဒါကတော့2050ခုနှစ်အလုပ်ခိုင်ကဘာရဲ့ snapshot တစ်ခုပဲဖြစ်ပါတယ်ဒါကမစတင်ခင်ဒီလိုဘူးတူတာရတဲ့အကြောင်းအရာတွေအတွက်ကျွန်တော်တို့ရဲ့ YouTube channel လေးကို like and subscribe လေးလုပ်ခဲ့ပေးကြပါအောင်နော်ဒါပေမဲ့ဒီလိုအလုပ်ကိုင်တွေကိုဘယ်လိုလူတွေကလုပ်မလဲနည်းပညာကအားလုံးကိုစားထိုးသွားမှာလားအခုလိုရှိပြီးသားအလုပ်တွေဘယ်လိုပြောင်းလဲသွားမလဲယနေ့ခေတ်နဲ့2050တို့အကြားအလုပ်ကိုင်ကဘာရဲ့ပြောင်းလဲမှုကိုကြည့်ကြရအောင်နံပါတ်1ယနေ့စနစ်အပေါ်အခြေခံတဲ့အလုပ်ကဘာယနေ့ကဘာမှာဝင်ငွေကောင်းတဲ့အလုပ်တွေကစနစ်ကျမှုနည်းပညာစေဘက်နဲ့စီးပွားရေးနယ်ပယ်များအပေါ်အခြေခံပါတယ်ဥပမာဆရာဝန် physicians software engineer chartered accountant civil engineer corporate managers သူတို့ကပြဿနာဖြေရှင်းနိုင်တယ်ဒေတာကိုစီမံနိုင်တယ်လူမှုအဖွဲ့အစည်းအတွင်းမှာဦးဆောင်နိုင်တယ်ဒါကြောင့်တန်ဖိုးရှိပါတယ်ဒါပေမဲ့2050မှာဆိုရင်တော့ဒီအလုပ်တွေကတချို့ဟာတကယ်တမ်းသိပ်မလိုအပ်တော့ပဲဖြစ်သွားနိုင်ပါတယ် AI နဲ့ automation ကြောင့်တချို့လိုရုပ်လုပ်စဉ်အလုပ်တွေဟာတဖြည်းဖြည်းနဲ့မရှိတော့ပါဘူးနံပါတ်2 2050ဖန်တီးမှုနဲ့တက်တန်းရှည်နဲ့ရင်ဆိုင်တဲ့အလုပ်ကပါ2050မှာလူသားတွေရဲ့အလုပ်ဟာစက်တွေမလုံနိုင်တဲ့ကောင်းမွန်တဲ့ဆုံးဖြတ်ချက်သဘောထားနဲ့ဖန်တီးမှုတွေကိုအခြေခံလာပါလိမ့်မယ်သတင်းကောင်းကတော့နည်းပညာကအလုပ်ကိုင်တွေဖြတ်ပြမဲ့အစားအသက်တပံဖန်တီးနေတယ်ဘလို့အလုပ်ကိုင်တွေလဲ AI analysis စက်တွေအမှားအဆုံးဖြတ်မလုပ်အောင်ဥပဒေသဘောတရားနဲ့စဉ်းစားပြီးသူ synthetic media designer လူတွေကြည့်တဲ့ဗီဒီယိုသတင်းတွေကို AI နဲ့ပေါင်းပြီးဖန်တီးသူ Digital Twin Architect လူတိုင်းရဲ့အချက်အလက်နဲ့တူညီတဲ့ Digital Mate တူဖန်တီးသူ Climate Change Risk Consultant သဘာဝအန္တရာယ်တွေကိုခန့်မှန်းပြီးမြို့တော်တွေစီမံသူ Emotional Intelligence Coach လူတွေဖျားဖြစ်စဉ်မှာစိတ်ဓာတ်ထိန်းထားနိုင်အောင်ကူညီသူ Virtual World Storyteller Metaverse ထဲမှာလူသန်းချီအတွက်အပြန်အလှန်တုံ့ပြန်နိုင်တဲ့ဇာတ်လမ်းရေးသူဒီအလုပ်တွေရဲ့အားသာတဲ့အချက်ကဘာလဲလူသားနဲ့နည်းပညာအတူတူနေလို့ရတဲ့ပေါင်းစပ်မှုဉာဏ်ရည်တုတစ်ခုမဟုတ်တဲ့အရေးချင်းများသဘောထားထင်မြင်ချက်ဖန်တီးမှုစွမ်းအားတွေပါပဲနံပါတ်3နှိုင်းယှဉ်ကြည့်မယ်ယနေ့2025-2050 Software Engineer AI Behavior Analyst Civil Engineer Resilient City Planner HR Manager Human AI Relations Officer Lawyer Digital Rights Mediator Marketing Manager Virtual Brand Strategist ယနေ့မှာတော့ data ပေါ်မှာအဓိကတည်ပါတယ်2050မှာတော့ trust နဲ့ empathy ပေါ်မှာအဓိကမူတည်မှာဖြစ်ပါတယ်နံပါတ်4ဒါဆိုတကယ်အောင်မြင်ဖို့ဘာလို့အပ်လဲတခါတလေနီးပညာနဲ့ရှင်းပြမဲ့အစားနီးပညာနဲ့အဖို့ဖြစ်ဖို့ပြောင်းလဲတင်ပါတယ်တင်တဲ့ AI ဟာတယောက်ကိုတယောက်အားဖြည့်ပေးတဲ့လုပ်ဖို့ကင်ပတ်ဖြစ်လာရမယ်တင်ကပြီးနိုင်တဲ့ human touch အတွေ့အကြုံသဘောထားတွေကသာ AI မဖြစ်နိုင်တဲ့အရေးချင်းဖြစ်ပါတယ်ဒီကုန်းချုပ်အနေနဲ့ပြောရရင်တော့2050အလောက်ကင်ကဘာကအံ့ဩဖွယ်အတိုင်းပြောင်းလဲသွားပါလိမ့်မယ်တကယ်ဝင်ကောင်းတဲ့အလုပ်တွေက AI ဉာဏ်ရည်တုတစ်ခုနဲ့မဖြစ်နိုင်တဲ့လူသားဆန်မှုအပေါ်အခြေခံနေပါလိမ့်မယ်ဒါကြောင့်အနာဂတ်အလုပ်ကိုစောင့်မနေပါနဲ့အနာဂတ်အလုပ်ကိုယနေ့ကစပြီးဖန်တီးလိုက်ကြပါစို့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးသင်ရဲ့အမြင်ကိုလည်း comment မှာပြောသားခဲ့လို့ရပါတယ်ကျေးဇူးတင်ပါတယ်ရှင်